Amen.
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
Nidayanu
မေတ္တာရေစံဘောဇီဖြံအေးချမ်းကြပါစေဘ
ဘောတန္တရာခยีတန္တရာခဏတာဘာလို့ခยีမှာတဘဝခยีနော်စာရည်တွေယူရတဲ့ပြမသာရှာရည်ပြမဆင်းရဲဆိုရှာကြပေါ်ကြရည်မှာကိုရစိတ်ရပြမနေကြတဲ့ဘဝကန္တာရမှာဒီဓမ္မအာလောတပည့်တွေအတွက်နော်ဟိုအိစကလေးတစ်ခုပဲလို့များဒီလိုပဲသဘောကျကန္တာရခยีပြမသာသွားတဲ့ကန္တာရခยีတွေတဲထဲမှာဟိုအိစဆိုတဲ့မြေအနေနဲ့တွေ့လိုက်အဲ့ဒါကဘယ်လိုရပန်းရှိစရာလည်းဖြစ်အနွမ်းရှိစရာလည်းဖြစ်ပြီးတော့အတ္တတကယ်ကျေးဇူးရှင်လည်းဖြစ်အဲ့ဒါလိုပါပဲဘဝဆိုတာကန္တာရခยีသွားရတာနဲ့အတူတူပဲအစရတဲ့ဘာဖြစ်နေတယ်လဲဆိုရင်စာလောင်နေကြဒီလိုလည်းခုဘာဖြစ်နေကြစာthirsty hungry ဘာလို့ thirsty ပြီးဘာလို့ hungry ဖြစ်နေတယ်လဲဆိုတော့ဒီတဲ့ပြောရင်စိတ်မဆိုးတဲ့မန်းကြီးလေအဲ့ဆာရှာလာဘုရားရှာလို့မရဘူးဆိုတာသိကြတယ်ဒါကြောင့်ဒီထွက်ရှာရဘုရားပဲဆာရှာစရာအကွက်ကိုမရှိအဲ့ဒါဘဝခยีဆိုင်ရည်ရုံရဲ့ပူရှာကြတဲ့ဒီကောဘောဓမ္မတွေအကုန်လုံးကန္တာရမှာခยีတော်လို့သွားနေကြတဲ့ခက်ရသော်ရဲ့တရားတော်များကိုနာပြီးအပန်းလည်းရှိရမယ်အနွမ်းလည်းဖြစ်ရမယ်စာမုဒိချင်းကိုလည်းပဲဓမ္မဆိုတဲ့ဥပိစ္ဆေကရည်စင်ဒီကိုတောက်ပြီးအာရုံနှလုံးစိတ်မှာအေးချမ်းစေရမယ်လို့ဒါရှိလို့ပါဓမ္မသဘင်အရေးချက်ကိုဒီလိုလေးပြောပြချင်အဲ့ဒါလေးညညနာဂလုံးကြရတဲ့ဒီရေတော်ဘာမှတွေအားလုံးအတွက်အလောတရားခက်ခဲနေတဲ့အိဋ္ဌာတွေဒုက္ခတွေလက်တတွေဥပဒနာတရားတွေတို့ဒီနေ့မဟုတ်ဘုရားကဓမ္မသဘင်ရဲ့အစတို့ကမေတ္တာနဲ့စတာဘာနဲ့စအဲဒီမေတ္တာရဲ့အကြောင်းလေးကိုပဲနည်းနည်းလေးပြောပြမေတ္တာဆိုတဲ့ဒီစာလုံးမသဝေတို့ရဲ့နောက်ကမနော်ရပေးနေရရင်ဒီမပါဘူးအဲ့ဒါကြောင့်မေတ္တာလို့ဒီလိုလေးပြီးပြီးသားသားဖတ်ပါမေတ္တာလို့မဖတ်ပါနဲ့နော်မေတ္တာညာမကြည့်လားအေးအဲ့မေတ္တာရဲ့သဘောတရားနဲ့ကိုယ်နဲ့တစ်ထပ်တည်းပြီးတော့လည်းညာကျင့်သုံးမဲ့စနစ်ကလေးတွေကိုတို့ဒီနေ့နည်းနည်းလောက်ပြောပြမေတ္တာဆိုတာဘာလဲလို့ဆိုလို့ရှိရင်မေတ္တိသိနေဟံကရောတိမေတ္တာတော့ဒီမှာကျမ်းမှာမေတ္တာဆိုရင်ကိုယ့်ရဲ့ definition ကိုဒီလုပ်ပြမေတ္တာရဲ့အဓိပ္ပာယ်ကိုခုဘုန်းကြီးတို့ပြောတဲ့အတိုင်း commentary ဖွင့်ပြီးပြောပြမေတ္တိသိနေဟံကရောတိဘာလို့တလဲလို့ဆိုရင်မိတ်ဖွဲတဲ့အကျင့်ရောမေတ္တာဆိုတာမိတ်ဖွဲဒါကမိတ်ဖွဲတဲ့ဆိုတဲ့နေရာမှာလူပြောင်းတဲ့ပြတာအစိကစီတဲ့သိနေဟံကရောတိလူအချင်းချင်းဘာဖြစ်စေလဲအစိကသွားစေမယ်မိတ်ဆွေဖြစ်သွားစေမယ်မေတ္တာရဲ့ definition ကအဲ့ဒါလောက်မှတ်တာဒီလိုနဲ့နားလည်နေတာကမေတ္တာဆိုတာချစ်တာလို့နားလည်နေတယ်ချစ်တဲ့ဆိုတဲ့အိဗယ်ကိုတို့ဒီကနေ့မပြောဘူးတို့ကလည်းတို့ချင်းချင်းပုံပြီးချစ်ဆိုတာဘာလဲလို့ဆိုတော့လည်းတို့ပုံပြီးအဲ့ဒါလည်းတို့ချစ်တာမပြောတော့မေတ္တာပဲပြောမယ်ပြန်မရအောင်မေတ္တာဆိုတာမိတ်ဆွေဖွဲ့ကြောင်းအချင်းဟော
နောက်တစ်ချက်ကလူချင်းထဲမှာစီကစီတဲ့အကျင့်မျိုးတစ်ကပါလို့လေရမေတ္တာရဲ့ဒီနံပါတ်4ပါရတယ်အိဆွေပွက်တယ်နေ့ကလူချင်းမှာဖြစ်စေတယ်အစီကတဲ့ဆိုတဲ့ဟိုဘက် negative meaning ကအစီပြေတယ်ဆိုတဲ့ဒီလိုရှိအစီပြေတယ်ကိုခြေခြေပြတ်ပြတ်ပြောကြတယ်စိတ်လုံးဒီလိုမှုတွေပြေကုန်တယ်လို့ဒီကြည့်ပြောလို့ရအဲ့ဒါစိတ်လုံးကိုဒီမျိုးရေထဲကကြိုးတင်ကြပြီးတော့နေဖို့ရတယ်အဲ့ဒါဘာနဲ့ကတ်ထားလဲဆိုလို့ရှိရင်မေတ္တာနဲ့အစိကတ်တာကိုယ်တော်စိတ်လုံးဒီလေးပြေပြီးတော့ဟိုပြားအောင်ကိုဒုံးနဲ့ထုံးလိုက်တယ်လို့ပဲပြုံးပြင်းနေအကုန်လုံးဖြစ်ကုန်တာဘာအားလဲမေတ္တာအားလဲလို့ဒီလိုဖြစ်ကုန်နော်အဲ့ဒီကမှာသတ္တန်ကျော်ကျော်ရှိတယ်မလေးရှားနိုင်ငံမှာသတ္တန်လောက်များရောက်နေမလားမသိဘူးအမေရိကန်ပြည်တော်စုမှာအင်္ဂလန်မှာဆော်ဒီအာရေဗျမှာဟိုအစားနိုင်ငံတို့တူရကီတို့တော့ရောက်ကုန်ပြီလို့ပြောပါတယ်နော်အဲ့တော့အစီအပြေသွားတာဘာဖြစ်တာလဲလို့ဆိုလို့ရှိရင်မေတ္တာခံချက်ဖို့ကစပါအဲ့ဒါကိုပြန်ပြီးတော့စိတ်ကစီကိုစိတ်လုံးစီကိုတို့ဒီကနေ့ကတော့အလုံးကိုတိုက်တွန်းနေပါလေမေတ္တာတရားလက်ကင်ထားနောက်တစ်နည်းဒီပဲတခုကအစိတ်ကစီခြင်းနဲ့တရားနဲ့ပြစိတ်ကမယ်စီလုံးမယ်ဆိုလို့ရှိရင်နော်မေတ္တာလက်ကင်ထားလို့ပြောတော့ဒီမေတ္တာတရားရဲ့စွမ်းရည်တတ်တဲ့အများကြီးကတစ်ခုမှလည်းတော့မေတ္တာဆိုတာဘာလဲလို့ဆိုလို့ရှိရင်မေတ္တာပွားရင်နော်ဒေါသဘုံပေနှုတ်ရတယ်ပါပါလေမပေနိုင်မလုပ်နိုင်ရင်တော့ဒေါသကို control ပေါ်ထိန်းထားနိုင်ရတယ်နောက်တစ်ခါဒေါသကို suppress ပေါ်နှိမ်ကိုထားနိုင်ရတယ်ဒေါသကိုထိန်းရင်ဒေါသကိုနှိမ်ကိုခြင်းဒေါသကိုပယ်နှုတ်ခြင်းမေတ္တာဘာဝနာရဲ့စွမ်းရည်တတ်ပြီးဒေါသကိုစစ်စစ်အဲ့လိုလုပ်ပါအဲ့ဒါကြောင့်သမထနဲ့ဥပဒနာဘာဝနာတစ်မျိုးတည်းမှာဒီမေတ္တာဘာဝနာဒီသမထဘာဝနာတွေပါဘယ်နဲ့ပါသမထဆိုတဲ့စလုံးရဲ့အဓိပ္ပာယ်ကဘာပြောလဲtranquilize ငြိမ်သွား stabilize ငြိမ်သွားငြိမ်သွားတယ်သုံးဖို့ငြိမ်သွားစိတ်ရဲ့သွားကြမှုမှန်သမျှကိုငြိမ်သွားစေတဲ့ကျင့်တယ်တော့ငြိမ်သွားစေတဲ့ကျင့် tranquilization and stabilization technique စိတ်ကိုငြိမ်စေတဲ့ဒီအကျင့်ကိုခေါ်တာပြောပါတယ်လေသမထပါပါလေစိတ်ကအမျိုးမျိုးရှိတဲ့နေရာမှာဒီမဲ့စိတ်တွေခဏတာဒီကနေ့မေတ္တာနဲ့ဆိုင်တာကဒေါသကိုငြိမ်းစေတယ်ငြိမ်းစေတယ်ဆိုတဲ့ဒီအကျင့်ကဘာခေါ်လဲသမထ40ရှိတယ်သမထရဲ့40နဲ့ပေါင်း40ရှိတယ်40ကဒီကနေ့မေတ္တာဆိုတဲ့သမထဘာသမထပါလဲမေတ္တာဆိုတဲ့သမထဒီဒေါသကိုငြိမ်းစေရမယ်ငြိမ်းစေရကြပြောပါမေတ္တာသမထဒီဒေါသကိုငြိမ်းစေရငြိမ်းစေအဲ့ဒါကြောင့်မေတ္တာဆိုတာရှင်းချတဲ့မတူတာကိုပြည့်ပြည့်ပြီးလို့ကိုနားလည်လာဒီတော့ဘုရားရဲ့အမိဓမ္မာအဲ့ဒီမေတ္တာဘာဝနာကိုစတင်တော့တယ်ဆိုလို့ရှိရင်ဒေါသမဖြစ်ပဲနဲ့ဒေါသကငြိမ်းအောင်တို့ကြိုးစားကျင့်မယ်ဆိုရင် how to start loving kindness development မေတ္တာဘာဝနာကိုဘယ်လိုစလဲဆိုလို့ရှိရင်မနာဘာဝရတနာကစမယ်ဒီစလုံးတော့ရအောင်ယူသွားပြန်ပြောမနာဘာဝရတနာအလုံးပြန်ပြောပါ
ဆောင်ထားတာကနှလုံးသားထဲမှာဇေဒီတေတာနဲ့တူတယ်ဇေဒီပဲနှမျိုးလို့ကြားလို့ဓာတုဇေဒီရဲ့ဓမ္မဇေဒီရဲ့ပရိဘောဂဇေဒီရဲ့ဩရိတကဇေဒီရဲ့လို့ပဲနှမျိုးကြားတယ်ဒေါသပဲနှမျိုးလို့ကြားလို့အမေရိကန်ဒေါ်လာရဲ့မလေးရှားဒေါ်လာရဲ့စင်ကာပူဒေါ်လာရဲ့နောက်ပါဒေါ်လာကြီးတယ်အဲ့ဒါတော့မင်းတို့ကြည့်တယ်ငါသိတယ်ဇေဒီပဲတဲ့ပြောလဲဆိုတော့လေးရနော်ပြန်ပြောအာတုဇေဒီဓမ္မဇေဒီဝိပါဒဇေဒီအောဒိတဇေဒီနော်ဓမ္မစေတီဆိုတာဘုရားရှင်တော်45နှစ်လုံးလုံးမရမလားတော့နှလုံးသားထဲကသတိညွတ်တဲ့ဉာဏ်တော်နဲ့ထုတ်လွတ်တဲ့စကလုံးအားလုံးကိုဓမ္မစေတီခေါ်အဘိဓမ္မာဉာဏ်တော်နဲ့ထုတ်လွတ်လိုက်တဲ့စကလုံးအားလုံးဟာအတိတ်ပြည့်စုံသော sense ပါဠိလိုပြောရင်ဓမ္မခန္ဓာ sense ပေါင်းအတိတ်ပြည့်တဲ့ full meaning sentences ပေါင်းအားလုံးရှင်းသောနဲ့လေးတော်ရှိအဲ့ဒါကိုပါပါတယ်လေဓမ္မစေတီအဲ့ဒီ full meaning sentences တခုတော့မင်းတို့ကရေထဲမှာတက်တန်းလိုက်ရင်မင်းတို့ရေထဲမှာရောက်သွားဓမ္မစေတီရောက်သွားတယ်နော်နှလုံးသားဘုရားတည်းဆိုတဲ့စကားကတော့ popular ဖြစ်တယ်ဆရာတော်တွေတော်များများဟောတော်မူကြတယ်နော်ဘဝနိုင်ငံကတောင်ထိပ်ဘုရားတည်းတာဟုတ်ပါခုမလေးရှားတော့ပြောတာတယ်ဘယ်လိုလဲအားလုံးပဲတဲ့ဘုရားတည်းနှလုံးသားဘုရားတည်းဘုရားကနှလုံးပြောတယ်ဘာဒသနာအဲဒီဘုရားကိုပါမနာပါဘာဝဒသနာအားလုံးပြောဒေါသကိုနှိမ့်မယ်ဒေါသကိုဖယ်မယ်ဒေါသကိုထိမ့်မယ်ဆိုလို့ရှိရင်ဉာဏ်နဲ့တစ်ခုတော့ကျင့်တော့ဒသနာကဒီအရင်ပြောနေတဲ့ဒသနာကမနာပပါဝဒသနာမနာပပါဝဒသနာပရဌာနာမေတ္တာမေတ္တာတရားလို့ဆိုတာဟာမနာပပါဝဒသနာပရဌာနာနေသစေကဝမ်းမြောက်စေခြင်းနဲ့စေရာကောင်းတဲ့အချက်လက်တွေကိုရွေးချယ်ကြည်နိုင်ကြနိုင်စေတာတင်ရတယ်ဆိုရင်တော့မေတ္တာတရားထောက်လာနိုင်တယ်လို့တတ်တာပါအောင်စွာမသိမှတ်နိုင်ပါပြီကောင်းသတည်းဧတယေဘာဒသနာလိုလာပြောတယ်ဘယ်မှာအဘုစစ်ဒိဋ္ဌိတစ်ခုရှိတယ်။ဒါဘောစစ်တွေပြောရင်ဘယ်က negative နဲ့ပြီးအောင်လုပ်တာ။ negative ကဘာလဲဆိုတော့အပ္ပနာပဘာဝဆိုတာရှိတယ်။ negative တွေဘာရှိလဲ။အပ္ပနာပဆိုရင်မင်းတို့တော်တော်နားလည်တယ်။လူတရားကလူတရားအကြောင်းကိုဘာကောင်းတယ်မှန်တယ်ပြောနေတာဘာကောင်းအပ္ပနာမကောင်းတာကိုအမှန်တရားလို့ဆိုရင်အကောင်းလေးကိုရွေးပြောတော့ဘာဖြစ်လဲအဲ့ဒါကြောင့်မင်းတို့ဓာတ်နာကြီးပြောင်းပါမယ်အပြောင်းလဲလူအချင်းချင်းမကောင်းချီဝါဒကနေပြီးတော့ဘာဝါဒပြောင်းအကောင်းချီဝါဒကိုပြောင်းဘာဘာဝကနေဘာဘာဝအပ္ပ
ဒီလိုပဲဒီစိတ်ပဲဆိုလို့တော့တကယ်ပြောင်းတာမရောက်သေးဘူးဘယ်လိုကလဲဗမာပြည်ကမစိုးနေတာဒီချက်မှာဘောင်းပြီးပြောင်းဘုရားသူတွေကလည်းဒီပေါင်းချုပ်ပြီးတော့တောင်းရှိတဲ့ဘောင်းပေါင်းပြောင်းအဲ့လိုအဝတ်ကလေးပြောင်းရုံနဲ့တကယ်ပြောင်းနေခြင်းမဖြစ်ဘူးကျောင်းဆရာကြီးများကြီးတွေကဒီကနေ့မေတ္တာနဲ့ဆိုင်တာပြောရင်သာသနာနော်အာမနာကမောဟသာသနာကလေးပါပြောင်းအာနာကမောဟသာသနာကလူချင်းချင်းမကောင်းတဲ့မြတ်ကြီးကြီးပြီးတော့တိတ်တဆိတ်ချောင်းမြောင်းနဲ့လေးစတဲ့ပေါင်းများစွာနဲ့ချောင်းကြည့်တဲ့လေးစတဲ့ပေါင်းများစွာနဲ့လူချင်းချင်းအပြစ်ရှာတဲ့အကြည့်ကြီးကိုပြောင်းပြီးလူတွေကိုအကောင်းမြင်ဝါဒကိုကျင့်သွားအဲ့ဒါမှစိတ်ကဘုရားကချောင်းကြီးဒီဘက်ကချောင်းကြီးဘုရားကထောင်းလာဒီဘက်ကထောင်းလာလူတွေရဲ့မကောင်းတာတွေရှာပြီးတဲ့ဣဒ္ဓကြီးစဉ်းစားကြည့်တဲ့ဒီအပွင့်ကြီးဟာဒီနေ့မှရှိဖို့ကောင်းပြီလူအချင်းကောင်းတာလေးပြောတာလေးကျွမ်းကျင်တာလေးတတ်တတ်တာလေးကိုကြည့်ပြီးတော့အကုန်လုံးစုစည်းဖို့မလိုဘူးလားဘုရားမှာရှိသွားပြီးတော့မလေးချဗမာတသားရောက်တယ်ဆိုပါဆိုနော်စင်ကာပူတသားရောက်တယ်ဆိုပါဆိုခိုင်းနိုင်ငံနှစ်သားရောက်တယ်လူလေးသားကအကုန်လုံးအလုံးလုံးနဲ့ဆွမ်းရှိတဲ့လူတွေကြီးပဲအဲ့ဒါအဲ့ဒါလူတွေတက်သွားတဲ့ဥစ္စာဘာလဲတဲ့မင်းပါဝါတိုက်ကြီးကဆုံးရှုံးသွားတယ်မကောင်းကြီးတဲ့လေးတွေသိကြည့်တော့ဘုံပြေကိုမကောင်းတဲ့ကကြီးကြည့်ပြီးတော့ပြည့်စရာတော့ပြေကိုများအဲ့ဒါဘာလဲတဲ့အာမနာပါဝါသာသနာကြောင့်နော်မကောင်းတဲ့လေးတွေကြည့်ပြီးအသုံးကခံရတဲ့အခါကျတော့ဘုံလုံးပြေကိုများမင်းပါဝါလည်းဒီမှာဆုံးရှုံးတာအလုံးစုံလုပ်ရဆိုရင်မင်းပါဝါ money power material power ဒီတော့ mind power 4M ဒီပါ M ဘယ်လိုဒီကပါမင်းပါဝါရှိရမယ်နောက်တစ်ခုက money power ရှိရမယ်နောက်တစ်ခုက material အပစ္စည်းတွေရှိရတယ်နောက်တစ်ခုအရေးကြီးဆုံးက mind power အဲ့ဒီပါဝါလေးခုထဲမှာမင်းပါဝါအဲ့ဒီမင်းတွေက minded မင်းတွေဖြစ်အ fully minded မင်းတွေကိုစုနိုင်မှအလုပ်လုပ်လို့ရတာပေါ့ဘယ်တော့ fully minded မင်းတွေကိုမကောင်းတာကြည့်တော့အကုန်လုံးရှောင်သွားကြတာစူးစီးညီညွတ်မှုကဘာပဲလဲအားပြေသွားအဲ့ဒါကစီးလုံးမှုကိုအားဖြည့်ဖို့နဲ့တရားနဲ့အစိကစီဖို့ဒါသနာကိုပြောင်းဘာဒါသနာဘယ်မှာပဲပြောင်းသာသနာသာသနာကလေမနာပါသာသနာပြောင်းဒါကိုဘုရားရှင်တော်ရဲ့ပြီးတော့မှဒါပြောတာမနာပါဘာဝသာသနာမရဌာနာမေတ္တာမနာပါဘာဝသာသနာမရဌာနာနိစ္စစီယဝမြောက်စီယခြေလက်စီယကောင်းတဲ့အချက်နဲ့ပြန်တော်ရွေးခြင်းဒီဝိနည်းနိုင်ကြတဲ့စဉ်းစားနေရတယ်ဆိုရင်တော့မေတ္တာတရားသောကလာလိမ့်မယ်လို့တတ်တာပါကောင်းစွာမသွေမတ်တိုင်ပါပေကုန်သတည်းပါတတူဒုနေဆောင်သောယဟန်တော်တစ်ပါးပါတတူသင်္ကန်းကောင်းမယ်ပါတတူဆိုတာသိတာပါလားမသိရင်တတိဘုရားပြောတော့ပါတုဆိုတာညီကုလဆိုတာညစ်ပြီးတာပါတုကုလညီကြီးတွေနဲ့ပြင်ကျင်နေတဲ့သင်္ကန်းကိုခေါ်မယ်ပါတတူသင်္ကန်းအဲ့တော့ဘာသာရေးကခေါင်းပါပါချွန်းချွန်းချင်ရှင်းဖို့ဆိုပြီးဘုလိုလည်းရောက်လာကြည့်တဲ့သင်္ကန်းကိုဘုံဘုဒီကြီးမှာ
ပေးချင်တဲ့အဝတ်စုပ်တွေကိုကောက်ချိုးပြီးတော့သင်္ကန်းဝတ်ချိုးချိုးချန်ချန်ကျင့်တယ်အဲ့ဒီအကျင့်ဒူနေနဲ့73ပါးရှိတယ်ဒါလိုက်တော့ပပသူဒူနေဆောင်တဲ့မထေရဘာဘာကောက်လဲဆိုတော့မြေကြီးမှာပြည့်ထားတဲ့အစုပ်ကြီးအဝတ်စုပ်ကြီးကောက်မိုင်းတော်တော်တရားတော့ချိုးပြီးတော့ဒုနဲ့ဝင်လိုက်အိဆာလေးတဲ့တစ်ထွာလောက်ရအဲ့တစ်ထွာလောက်အိဆာလေးကြီးလေတော့အလဲကောင်မှာချရစားပြီးဆွေးဘယ်ဘက်ကစွန်းတဲ့ဘက်ကတော့ညာဘက်ကစွန်းတဲ့ဘက်ကတော့အဲ့တော့ဒုကြီးကဒုဘက်ကိုအဖို့ကိုဘာကောက်လဲဆိုအလဲကဆွေးနေတဲ့စားစုပ်ပြဲပြီးတော့ဘက်ပုံမှာပဲထားကြတယ်ဘဝလေးနဲ့ကောင်းတာလေးအိတ်တဲ့တဲ့နောက်တနည်းအားဘက်ပုံရတော့ပိဿတိကောင်းတဲ့တော်လို့ရဟိုးအလဲသားလေးကကောင်းတယ်ဘယ်ဘက်ညာဘက်ဆိုတာမစင်းလေးပြေးပြေးလို့တယ်ဆိုတော့ကောင်းတာလေးကောက်အိတ်တဲ့တဲ့အစင်းလေးဒူးနေတဲ့အစားကိုဘက်ပုံမှာထားရအဲ့ဒါလာပြောပြီးတော့နားလည်သွားပြီဘာသာသူကောက်တဲ့ပတိကြီးဒီအိတ်လေးကိုဘယ်အပိုင်းကောက်ထည့်သွားတယ်ကောက်တာလေးကောက်တာလေးအိတ်ထည့်သွားမစင်မေးနေတာလေးချာချာနေတာလေးဆွေးနေတာလေးပိဿလေးကိုပဲထားပြခဲ့မင်းတို့အဲ့ဒီတိုင်းကျင့်တော့လူချင်းနော်တရားတရားမကောင်းတာလေးကိုမကောင်းစိတ်မကောင်းတာမှန်သမျှပါလေအကြည့်နဲ့မကြားနဲ့မစဉ်းစားနဲ့မပြောနဲ့ဘာသာသူကောင်းတဲ့ပြည်ကြီးတို့နှလုံးသွင်းလူချင်းတွေကောင်းတာလေးကိုကောင်းတာလုပ်ကောင်းတာစိတ်ကောင်းတာပြောကောင်းတာလုပ်ကောင်းတာကောင်းတာလေးရွေးမှတ်သွားရအကုန်လုံးလူကောင်းတွေကြီးပြရအဲ့ဒီလိုကျင့်သုံးဖို့ညာဘုရားကညွှန်ကြားထားနော်Another pessimistic point of view to optimistic point of view to Shiva. Buddha said that any point of view time Dadana Nandu Amana Baba Dadana Manaba Baba Dadana Dadana Nandu York Grika Siayi Plato Aristotle Say who get doing with the Jade Saudi ship Obama philosophy don't call it. Among the young era of Canada, we have some other people of middle people of Madeira. Habila say, who let we be a sheep? Any Canada, Tola, King of Loba, King of Hoa, King of Chin and Chin about. Any with Canada,သူကြီးဒီကိုယ်တိုင်ကတရားမှတော့တာမဟုတ်လူပြန်ဘုရားရှင်တော်ရဲ့ဒီခေတ္တနာကကျင့်စဉ်အပြည့်အဝပါတယ်အဲ့ဒီကျင့်စဉ်ကလောဘဒေါသမောဟကိုပယ်နိုင်စွမ်းရှိဒီလိုกว่าအရှိကဒသနာနဲ့အနောက်ကဒသနာအဲ့ဒီလိုกว่าပါတော့အရှိတဲ့ဒသတိကဒေနာကလောဘကိုပယ်တဲ့ကျင့်စဉ်ပါတယ်ပိဋကဒေါသကိုပယ်တဲ့ကျင့်စဉ်ပိဋကယာကကိုပယ်တဲ့ကျင့်စဉ်ဆိုအတုပမောဟကိုပယ်တဲ့ကျင့်စဉ်ဆိုလို့ရှိရင်အာနာပါနဝိပက်ကိုပယ်တဲ့ကျင့်စဉ်ဆိုလို့ရှိရင်အာနာပါနသုံးတဲ့ဒသတိကဘဝတိုင်းပြည်ကနာတွေကအတွေးသက်အဲ့လိုလေအနောက်ဘက်ကဒသနာနဲ့ရှေ့ဘက်ကဒသနာကွာခြားခဲ့တယ်လို့ဒီလိုနားလည်ဖို့လိုလေဦးမယ်အဲ့ဒါကိုပြောနေတာကဘာသာသူကောင်းတဲ့ဒီကြီးရဲ့ဒသနာဘာဒသနာလဲမနာပါဘာဝဒသနာပြောကြည့်ပါအမိုက်ကောင်းတဲ့ကမိုက်ကောင်းကအဝိစုံတွေကိုကောက်တဲ့နေရာမှာအိမ်ထဲမှာလေးကြီးကောက်တဲ့အကောင်းတာမှလည်းဘယ်ထားကြည့်ဒီလိုတွေကနေစဉ်ချမ်းချမ်းလည်းမြင်မြင်လည်းပါဠိကြီးမင်းတို့ဘောင်းထဲမှာစူဆောင်းထားတယ်ရိုးရိုးပဲပြောမှန်တာပြောမကောင်းတာဒီကျိုးစားနားထောင်ပြီးတော့မကောင်းတဲ့နေပြီးယူပြီးတော့ဘောင်းထဲမှာတင်
မကောင်းတဲ့နေကြီးခေါင်းထဲမှာဆုဆောင်းထားမင်းတို့ကောင်းတာအားလုံးပါပဲဘက်ပုံကြီးတို့ဖြစ်နေပြီတရားကြီးပို့တွေ့သွားလိုက်ယောဂပို့ဝင်သွားလိုက်အဲ့ဒါကြောင့်ပြင်ရပါနော်မကောင်းတာတွေကိုယေရှုဝိဒါထာမကောင်းတဲ့နေကြီးမှတ်သားမကောင်းတဲ့အတွေ့အကြုံနဲ့မကောင်းတဲ့အပြောတွေနဲ့ချိန်သုံးနေတဲ့အစားအဲ့ဒီမကောင်းတာတွေကိုပြည့်ပြည့်လိုက်ပြီးတော့အကောင်းတဲ့နေကြီးနားထောင်လိုက်စမ်းပါအားလုံးရဲ့ဗာရိပြန်အကောင်းကြီးပြန်ပါမေတ္တာပို့တစ်မျိုးရှိတယ်မေတ္တာတွေမသိဘူးပရိစ္ဆေကလည်းဘယ်မှာပါတယ်သာဘေပတ္တရာနိပလန္တုဒါရှိသာဘေပတ္တရာနိပလန္တုအဲ့ဒါသာဘေပတ္တရာနိပလန္တုဆိုကြည့်လားသာဘေပတ္တရာနိပလန္တုရဆိုကြည့်ပါသာဘေလုံးစုံသောသူနဲ့မြတ်သတ္တဝါတို့သည်ဗတ္တရာနိအကောင်းတွေကိုကြည်သာလည်းအားရတဲ့သာဘေလုံးစုံသောသူလူသားတွေကဗတ္တရာနိအကောင်းတွေကိုကြည်သာလည်းအင်းညမယံသူကောင်းသာပါစေရှုမြင်နိုင်ကြပါစေကောင်းတည်းလူတွေကလူအချင်းချင်းပါလို့ကိုကြည့်ရှုမြင်နိုင်ကြပါစေတဲ့အကောင်းတွေကိုကြည့်ရှုနိုင်နေကြပါစေအဲ့ဒါဘာခေါ်တဲ့လဲမနာပဘာဝတက္ကနာဘာလို့ကောင်းတဲ့တတိကြီးထောင်းနှလုံးပူပြီးတော့လိုက်လာခြင်းတော့ညာအကောင်းလေးကြီးရအဲ့တော့လေကြီးကဝဇ္ဇာလေးကြီးသစ္စာစီဘက်ကလည်းကောက်ကြလိုက်ကြောင်းတော့သွန်ချအားလုံးဝဇ္ဇာလေးအကောင်းကြီးအဲ့ဒီအမှန်ဘုံကကောက်တာလေဝဇ္ဇာအကောင်းကြီးအားလုံးကိုလျှော်မယ်လျှော်ထုတ်ပြီးတော့မှချုပ်မယ်ဆက်ကျိုးတာစက်တီအများကြီးပေါ့တို့ကိုယ်နဲ့သင်္ကန်းက5ဆက်ပဲရှိတယ်အဲ့ဒါကိုကြားတဲ့တော်တော်လေးဆက်ရတာစက်တီအများကြီးနဲ့ချုံချုံအများကြီးနဲ့ဘယ်သူမှမကြိုက်တော့ဘယ်သူမှမကြိုက်တာပြုတ်ပဲအဲ့ဒါဆုဆက်ပြီးတော့ချုပ်ပြီးတော့ဆောလို့လည်းပြီးရောမေးမယ်ຫນွေရာဒီအဲ့ဒီသင်္ကန်းကြီးရှုံတော့ပါပြီအပူလုံးမိုးရည်ရှုံတော့ဘိုးလုံးဆောင်းရည်ရှုံတော့အေးအမိုက်ပေါ်နေကနည်းနည်းလေးကောက်ကြတာနော်ကိုယ်တော်ဘောလုံးလုံးလုံးရှုံတော့တဲ့လူလူလေးတွေကောင်းကောင်းမရဘူးလားအဲ့ဒီလူတယောက်ချင်းမှာအပြောမကောင်းငါမစင်လားအလုပ်ကောင်းစဉ်းစားအလုပ်ကတော့မကောင်းဘူးပြောလေးပဲကောင်းတယ်စိတ်ပြောလေးကောင်းတယ်လူကောင်းပဲအများနဲ့လည်းမကောင်းဘူးစိတ်ခံကောင်းအားကောင်းတယ်လူကောင်းပဲအကျင့်ကောင်းတာကောင်းတယ်လူကောင်းပဲအဲ့လိုသာရှောက်ကြည့်ရင်အားလုံးပါရည်ကြီးရတယ်အကောင်းတဲ့ကြီးရဲ့မိမိဒေါသပစ္စယရှိသေးတယ်ကောင်းတဲ့ပုံမှာတော့ကောင်းတဲ့အပြင်ရှိတဲ့ပုဂ္ဂိုလ်ကဒေါသအလိုလိုမဖြစ်တော့and a certain point of loving kindness how to develop မေတ္တာဘယ်လိုပေါ်လဲဆိုတဲ့စတင်တဲ့အချက်ဘယ်လိုလဲဝိဒါဝိဒါဝမှုထိုင်ရွတ်တာဒါ tradition အဲ့ဒီ tradition ကိုဒီနေ့တော့ပြောနေတာ develop လုပ်ချင်အဲ့ဒီအစင်လာတိုင်းလုပ်နေတဲ့ကျင့်သုံးပုံကိုပို့ပြီးတော့ develop ပြအောင်ဒီလိုလုပ်ပါလူအချင်းချင်းဘယ်ဘက်ကကြည့်မလဲအနာဘဘာဝတတတပရတနာနိဗ္ဗေစရာဝမ်းမြောက်စရာဉာဏ်စရာကောင်းသောခြင်းနဲ့ဒီလိုမျိုးခြင်းကြည့်နိုင်ချမ်းနိုင်စေတတ်နေရမယ်ဆိုရင်တော့ဒီလိုကလည်းမကောင်းဘူးတဲ့ပုဂ္ဂိုလ်ရဲ့အမှန်မှာဒေါသတွေခေါင်းပါပြီးတော့မေတ္တာတရားတွေပြည့်ထုံးလာလိမ့်မယ်လို့တတ္တဗာကောင်းသောမသွေမထိုက်ပါပဲကုန်သတည်း
ပတ်ဝံသေငါကောတာဘယ်တော့ကနေနေကောတာရှောလာတဲ့ငါကြီးတွေရတော့ဘိုးရသည်ရှောဘာဖြစ်လဲဘိုးတော်ဆောင်းရသည်ရှောမယ်ဧကရသည်ရှောတော့ဘာဖြစ်လဲလုံယုံရေးဆိုတာနော်အဲ့ဒီမေတ္တာထဲမှာတကယ်လုံယုံရေး security ကသူ့အကောင်းဆုံးအစည်းကပ်ပါအဲ့ဒါကြောင့်အလုံးဆိုကြည့်အောင်လိုက်ဆိုရမယ်အယတိတာဆေမေနာမေတ္တာဝိမဧလိမေအယတိတာဆေမေနာမေတ္တာဝိမဧလိမေအယတိတာဆေမေနာမေတ္တာဝိမဧလိမေ
nene swa kopi bido guru parida de suwe di bayani punya me dayana me lo suwe de bayani tekushi era lo boda sena lende ka kora ka mandala mala loko betul guru de bayani ba be sero jane India ni guru ga ya ji guru ne bayani ya shi Eri mandala mala suwe de niyama bayani chaylo bide do Sero jane ye kawe de kababa memanya Kalini koi chidi do bala ga nabala bala chidi de bala de kalini koi chidi de jane pipi do obi do wena Yasa maya sosha ma obi do diye wena maya shira maya kalini chiye cha Yasa la koro mya Kalini abdi ikali maya duba de sosha ba Ya lalini da Tukhi hodu chanda bazi bo Arabo hodu nadi mazi bo Nibiya hodu biya ke mazi bo Bina li kota le Ibima ka biya si kricha ni kaliru pala le Biya juda Eni nana eni kisena Nane dure Ika ni lebe kalini dekha dekha Boni lana nana shiri Nabi Ramaya Nabi Nabi Ramaya Dali Siaran lupa lagi Weza Ramuma Nabi Nana Ramya Maji Oji Nama Maja Ada Muira Nabi Nyanyi Weza Jawab Muira Nabi Jawab Nabi Ada di sini Ada betul Jawab Nyanyi Nana Ramaya Yang Mari Mari Sini Itu Tunggu Hoji Jawda Khalil Si Jawda Alam 36 Hoji Jawda Bi Itu lebih kalau Imam Muhammad Hussein Umar Sallallahu Alaihi Jawda Syawada Sete yang bersyukur Naya mereka akan nasib di malam lalu di Malaysia Ada betul saya ini sekarang jawab Mulai yang menjadi Khalil apa Eri kalini uhure, saya berdoa, no, juga nak alu kore, alu budi nama, apa budi, juga nak alu kore, nanti, ऐसी juga biar juga nak alu ya, kalini biar juga ada, lima alu, ya नहीं लगा नहीं, ऐसा आखिर ना नहीं तो चलो, रोज़ एक बच्चा बताओ कि कबाब फ्रेंची है Jawab dia belum dengar, no, belum ada. Maka ya bila kali ini ambil mula, no, bila dia nak mengkaji. Sekarang saya wajib sampai dalam nama jika terkusi. Ada jika kalau jodoh beri, kali beri. Kalini daya kalini ko daya ma daya dele shi la bi do amo yo de be kana na daya dele yi chu ja ta de ma yi chu do mai ma ya se yi chu do yi chu bi la pian ne wo sa le bi do yao jia ga se yi chu yao jia se yi chu do mai ma la kali chi ka ai ni blu de ka wa bi la kali lu bi do blu ga kali sa Era belum lagi dari ekspor luki do, di memang jauh lebih benar, elokit. Jauh lebih benar, jauh apa asal nasi jauh mana, walau nabi dalam bidang jauh boleh bawa dan dia sahsi. Jauh lebih benar nasi dia. Era soal ini jauh naga, berubah mawade berubah mawade. Era kali mereka biasa siapa. Era mana saya tahu ni siapa saya dari, nama saya jauh boleh bawa haji. Sahsi deh, kali sah. Walau nabi ni si mana ada
တရားမင်းကမိတ်ပြီးတယ်အဲ့လိုရှိဒီနေ့လည်းပဲစကားပြန်ကိုမန္တလေးကျမ်းဘဝတွေမှာတခါတခါစောင့်နေတွေ့ကျောင်းရဲ့လုံခြုံရေးသာသနာတော်ရဲ့လုံခြုံရေးအတွက်စောင့်တာတော့ဘုံဘုံမရဘူးအားနဲ့စောင့်တယ်လို့မလို့ထင်တယ်ဦးစင်းတွေမလုပ်တယ်ဘယ်ရဲ့ကလာအရက်တော့တာနိုင်ငံရေးလုပ်တဲ့အဖွဲ့တွေလည်းကျောင်းထဲမှာဆွေးနွေးသလားအဲ့ဒါချောင်းကြည့်တဲ့အဆောက်အဦတွေတော့ကျောင်းတိုင်းလိုရှိတယ်ရန်ကုန်မန္တလေးနော်အပြစ်ရှာတဲ့အဆောက်အဦတော့ပါအဲ့ဒါရဲ့လူတွေရဲ့တော့မဟုတ်တော့အဲ့ဒါစောင်းကြည့်တယ်လို့ပြောတာအဲ့ဒါကျောင်းတော်ကရေဆောက်တာနတ်ဆောက်တာဘလို့ဒါတာဘဝရဲ့ဘုရားရှိမှပေးရောက်တာဟောယောက်ျားလူတွေကြီးကရေချိုးနေတာတန်တဲ့ကနေပြည့်တဲ့မိဘကကျောင်းထဲဝင်သွားပြီးယောက်ျားကြီးကတော့ကြဘုရားရှိတော်တော်နဲ့ရောက်လာလို့လူကြီးကရောက်လာတော့အစိုးဘုရားပတိနဲ့ရေတွေဆုံဆွဲပြီးတော့ဘုရားရှိရောက်လာအဲ့တော့ဒါတည်းနဲ့အဲ့ဒီလူကြီးရေချိုးနေတာပစုမပါဘူးနဲ့တူတယ်အဲ့ဒါသူတော့ကြပါအဲ့ဒါဘုရားရှိရင်ဉာဏ်နဲ့ရောက်တဲ့ကလေးလေးရောက်ကြအဲ့တော့မြတ်စွာဘုရားကကြည်ပြီးတော့အတိတ်ကိုလှမ်းပြီးစဉ်းစားတယ်ဘာဖြစ်ကြတာလဲဒီကလေးကိုဘလူးစားတဲ့ကိစ္စဘာဖြစ်တာလဲလို့ကြည့်လိုက်တော့နောက်ကျောင်းကိုမြတ်စွာဘုရားပြန်စဉ်းစားတော့ဟေးသောဘဝမြတ်စွာဘုရားပြန်တွေ့တယ်ဘာလဲဒါလည်းသောဘဝတစ်ခုမှာသာဝတိမျိုးကတတိတယောက်ရဲ့အိမ်မှာအဲ့ဒီဘလူးမကလည်းပဲတတိမရဟောကလေးသမီးကလည်းတတိစနီးယောက်ျားတရားတွေမှာမိမတရားမနေချတာမိမအကြီးကကလေးမထွန်းတာဘူးမိမအငယ်ကကလေးရအိန္ဒိယပြည်ရဲ့ရှေးဟောင်းထုံးစံကလည်းကလေးမရတော့မိမဒီအိမ်ရှင်မမဖြစ်ဘူးအိမ်ကျော်မပဲကလေးရမှာအိမ်ရှင်မဖြစ်ပြီးတော့ယောက်ျားပစ္စည်းကိုအားလုံးပိုက်အဲ့ဒီကလေးထုံးစံကြီးကြောင့်ကလေးမရတဲ့မိမကလေးရတဲ့မိမအစင်တည်းလူစုနေလူစုရဲဆိုတာမနာလို့လားအမစကားမနာလို့လည်းပါဠိလိုကပါတယ်လေအိတ်ပါရောအိတ်တာဆိုတာဗရဒပါနေအောတုယနာလက္ခဏာအာသရဏလက္ခဏာအိတ်တာသူတော်ရဲ့ဖြစ်ထွန်းကြီးပွားတိုးတဲ့အောင်မြင်ခြင်းတွေကိုလက်မခံနိုင်ဘူးမကျေနပ်နိုင်ဘူးဆိုတာဟာအိတ်ပါဒါတော့မိမကကိုယ်ကိုယ်လေးရတာကလေးလေးများပွားလိုက်ရင်ယောက်ျားပစ္စည်းကိုလုံးပိုင်ပြီးတော့ဘာဖြစ်မှာလဲရှိရပြောတဲ့တည်းပြောအိရှင်မဘာလဲအာလိလူကတော့ဟာပတိလို့ခေါ်အဲ့ဒါအိကျော်မဖြစ်တဲ့မိမလားအိရှင်မဖြစ်တဲ့မိမရဲ့ကိုယ်ဝန်အဲ့ဒီတယုတ်တရားသူစုတရားရောအန်ဆောင်ပြီးတော့ကိုယ်ဝန်ကြပြီးတာဟိုမိမကလေးပြတဘာချင်းကလေးပြတဲ့ဒုတိယချင်းဒီလိုပဲပြတဲ့နောက်တော့ဘုရားအမေကနားလည်သွားတယ်ငါကိုဒီကောင်မှဖြစ်နေတာနောက်တစ်ချိန်ကိုရရင်တော့အိမ်မှာမမွေးဘူးတခြားမှာမွေးမယ်ဆိုပြီးတော့ကိုရတဲ့အချိန်ဝေးကွာတော့တခြားအိမ်တွေသွားပြီးတော့ကိုဆောက်ရှောက်ကလေးလေးပြည့်တော့ဝေးွားတာပြီးတော့အိမ်ပြန်လာအဲ့ဒီတော့မနာလိုတဲ့ဒိဋ္ဌာကဟာငါစောစောစီစီပြီးမပြေဘူးကိုယ်ရက်မှအိမ်ပြန်လာတယ်လာပါရမယ်ဆိုပြီးတော့အခါတကားပြီးမိဘတွေနဲ့လောင်ပြီးတော့ခြေတွေနဲ့တွေချုပ်ပြီးတော့ကိုယ်နင်းချပြီးတော့ဝိုင်းနေပြီးအဲ့ဒါတတ်ကြပါလေပြိတ္တပါဠိလိုပြောအိမ်တာပါလေ
Nini Masudavara Natalu Tate Dikama Netalena Yantaya Maloi Sudavara Sudavara Nova Bayama Sudavara Mohi Bemadana Apa Ganen Matawa Ege Bedane Sirinane Damana Dola De Damana Wamalo De And Sudavara Diri And Himalaya Tadi Dira Diri Madia Madia Dira Chowne Chena Dira Yo Madura Chowne And a possession, no, by signing and the picture is no. This is a moment by the physical side. Eagle and Yamay, so you can have so much. Here we had a deep hour, two by the so that is so many. I am the Mother, he said, Allah change Hancho love the holy. A digger and a deep joke away. Go ahead, my side holy, but we love us so never so to Warago, and said that Yare, Doga Chief. And I take showing all the way and let her get a mother shall go on me. And I tell Chema, who like Chama, Rosa. Chema, Jehu, Lego, Rosa. Chama, the Gia, the Gia, they have their show on, no? Not I hear their show. And those that by his and that's a Yasati, and then all of our most are becoming my wizard and user that all of our motion of Yamaya. Yaka knows that I would and goes and they go my share of a general God with a show together. Yama is and I do and goes and do my share of a general God with a show together. Now is a need love and love and love when we come to the Jashi, we get the new here. Daya Sadaya, the Pakaya, Amelia, Shoka, Nani, Shokayani. Asad, the Yogaya, Lord Jesus, Amen, Guru, Zadina, Mai, Bawana, Mai, you went over Maloli, and Susi, Abba, Gabala, my mother, Deacon, and Loma, Shoka, who Papa, my God, Jokula. They may down the your brother, they go. Amanda, any brother, now so we have the Bondus are Mila, no? To that only say about you. Download the Navajali, going away, Sabine. Anything, any well on fire. Nilamanani ka Kualangani lo tado, Bekaya Yusa Menani, Tina Milai Palo, Nilamani ka Mala. Nilamani Tangaze Yoshi. Bekaya Menani lo Piru Mala. Nalire Meno Neka Sanalabiya, Bekaya Mena, Namaya, Anamaya. I feel like I let us also like this love people. Then I have never also, I already never also, never also. The more now also baby, and Tulu Nade, you know the kid. Don't really, and so many, and you know, Louis and Nada. Also take where and also take where they also the Anna in the land the also the Anna I think of Anna in the land maybe
ဒီဘောကိုနတ်တဲ့ဘောတိုင်တာမင်းကြီးတို့ကေဝမင်းကြီးတို့ရေနာကြောင်းမင်းကြီးတို့အာနာမထက်ဘူးဘသူထက်ရှင်လူမရှိနော်ဒါလေးနဲ့ရှင်လူမရှိကဒီဘောနတ်နေတယ်လေဆိုသူသမီးစုပယနဲ့ဒီဘောတွေကရီးစားစုပယရဲ့ရီးစားဒီဘောမင်းသားလေးကဘုန်းကြီးကျောင်းမှာကိုရင်ဝင်းနေတာအဲ့တော့ကိုရင်ကလည်းရီးစားလေးနေဆိုတော့ဒါလည်းရှုပ်တာပဲအဲ့ဒီနဲ့ဝင်ပြီးပိုးရှုပ်သွားတာကဒီရှင်လူမရှိကြီးဝင်မွေးလိုက်တာပိုးရှုပ်သွားအဲ့တော့ကေဝံတို့တိုင်တန်းတို့ဟလာယောဂီတို့အာနောရေနာကြောင့်ကြီးတို့အလကဘာမှပြောပိုင်ခွင့်မရှိဘူးရှင်လူမရှိဝင်မွေးလိုက်အဲ့ဒါလည်းဘယ်တော့မင်းသားတွေပြောင်းမှလည်းမလည်းဒီဘောတယ်အဲ့ဒီနဲ့ဒီဘောတယ်ဒီဘောဘယင်ကြီးရင်ဒီရဲ့ခေါင်းကြီးဘယ်လိုဖြစ်လဲသူသမီးစုဖျားလာကဒီရဲ့ခေါင်းကြီးဖြစ်မယ်ပေါ့လားအဲ့ဒီလိုလေးတော့ကိုကြီးကိုရကိုယ်ဆွေကိုမျိုးကိုအတိုင်းဝိုင်းတွေကအာဏာရဘုံကိုကြည့်ကြတယ်အဲ့ဒီလိုကြည့်တာပေါ့အဲ့တော့ရှင်းပြီးတော့ဘာမှကျန်တဲ့မိသားစုအကုန်မှန်းထောင်နေပြီးတော့တပ်ပြစ်တာဒီဘောကိုယ်လေးကိုထွက်ခိုင်းပြီးတော့စုပြားတဲ့လက်ကတော့အဲ့တော့ဘုန်းကြီးကျောင်းသားဘုန်းကြီးကျောင်းကကိုယ်ရင်သူတဲ့ဘယ်ကိုနန်းနေတော့တန်းပြီးကောင်းကောင်းမှအုပ်ချုပ်တတ်တယ်အားလုံးကြီးတဲ့နောက်ဆုံးအင်းလေးကဖမ်းပြီးတော့ဣတိဟောတော့မလားအဲ့လိုဖြစ်သွားတယ်အဲ့ဒါဘယ်သူရှုပ်တာအဲ့လိုပြောလို့ကောင်းတယ်စေတမရှိပြီးပြောတယ်အားရစေတမရှိပြောခဲ့တာဘေးတော့ပြေကိုပဲပြောတယ်မြေတော်ပဲတရားဘာလို့50ဝေးတယ်ဒီမိက50ဒီလို50ဝေးရပါလားအဲ့ဒါဆာရှုပ်မင်းတော်ကဆာရှုပ်အာနန္ဒရာယကမင်းရကြီးယူလိုက်တဲ့မိဖုရားက50ဆိုတော့50ဝေးတော့အာနန္ဒုရဲ့ကိစ္စကြီးရှုပ်ဖြစ်သွားတယ်အဲ့ဒီမှာဒီကိုချင်းတတ်ကြတယ်တပ်ပွင့်ရလောက်ဝိုင်းနေကြတော့လေဆွေနဲ့တော့သူချင်းချင်းဒီအာနန္ဒုဝေးအဲ့ဒါကြောင့်အတွင်းရှုပ်ရှုပ်အပြေရှုပ်ရှုပ်အဲ့ဒီအာနာပါနာပါဝါမေမောတွေတက်တာအပြေမဲ့လေးရှိသွားတာလေဒီ possession ပေါ်ပြီးပိုင်ဆိုင်ခြင်းကိုမေမောတွေဒီတက်တာပဲဘုမာကတရားနေပြီးဘာမိမတရားခဲကနေပြီးတော့ယောက်ျားနဲ့ဒီဘာလဲတရားတော်ပြည့်တယ်မိမတရားခဲကနေပြီးတော့ယောက်ျားရဲ့စီးစိမ်ကိုလူတွေဝဲဘုရားဟောကျဲတဲ့ကြောင်ဖြစ်ကိုရောက်သွားလို့ဘုရားတော်ဗာလိနတ်တော်ထဲမှာနော်အာနာလူတွေပွဲကမေသာပေါင်း50ကျော်လူကြတယ်နောက်ဆုံးတော့လူကြတယ်ဒီဘောရဒီဘိတော့ပြေလာတော့ဟလာစေလူမရှိဝဲပွေတယ်ဒါ immediate cost နော်အနာကအကြောင်းကဒါပေမဲ့ proximate cost ဝေးသောအကြောင်းကပါလေဘေးတော်ပြပြပြန်ယူလို့ဖြစ်တယ်အဲ့တော့လောကကြီးရဲ့ရှုပ်သွေးရဲ့ဒီ original source of all gain of sorrow in suffering ကပါလဲဆိုတော့တဏှာလောဘပဲပါလဲအဲ့ဒါသမှုရသစ္စာလို့သစ္စာလေးပါးနဲ့တွားရဲ့အဲ့လိုတွားမှာတွားတဲ့သူကမေတ္တာကံကိုပြောနေတယ်နော်အဲ့ဒါရိုက်သူတွေကမပြင်းရတာတော့သိကုန်တယ်ဘောပါဘလူးနဲ့ယောက်ျားတစ်ယောက်တည်းရဲ့အိမ်မှာစိတ်ကိုပိုင်ဆိုင်နေတဲ့မိမတစ်ယောက်သတ်တယ်အဲ့ဒီတစ်ယောက်ဆိုတော့ဒေါသနဲ့နှောင်ဖွဲ့ဘာနဲ့ဖွဲ့လဲအဲ့ဒါကိုအာဂန္တရန်သူဖွဲ့တယ်လို့ခေါ်တယ်ပြောပါဘွယ်မေတ္တာနဲ့သိဖွဲ့တာမဟုတ်ဘူးဘာနဲ့ပါဘွယ်ဒေါသအာဂန္တနဲ့ရန်သူဖွဲ့ကြတယ်တစ်ယောက်စလုံးဖွဲ့မရဘူးဒီအိမ်မှာပဲပါပြစ်ဘု
ဥလိုက်တဲ့ဘသူစားကျောင်းမကအကုန်စားကျင့်မကလည်းစုပြန်တောင်းတယ်ပေါ့နော်အခုလည်းငါသားအကုန်စားတဲ့ဒီကောင်မမိသားနဲ့ငါစားရပါလို့ဤကျက်ကစုတတာအဲ့ဒီကျက်တဲ့ကြောင်နဲ့ဘဝကပြောင်းလာတဲ့ခါကျတော့တော်တယ်မှာသမင်နဲ့ကြားအတူတူပဲမတဲ့တူနေလေအဲဘသူကကြားဘသူကသမင်နဲ့ကြားပြောတရားကိုရှုပ်သွားတယ်ဘုမာ50ကြီးတောင်ဒီတော့50ကြီးတောင်နော်ရှုပ်သွားတယ်နှစ်ယောက်တည်းကဲတော့ဆုံးလိုက်တယ်သမင်ဝေးချမ်းသာရဆိုတာတဲ့သမင်မကမွေးလိုက်ပါလာစားအဲ့ဒါသမင်မကလည်းဆုတော့ပဲငါသာလာစားတဲ့ဒီကြားမှာနေသားလိုက်တာပြန်စားတယ်အဲ့ဒီကြားတဲ့သမင်နဲ့ပြီးတော့ဘာဝတိဘလူးနဲ့လူလာပြစ်မိမကကလေးမွေးဘလူးကဘဝင်စားအဲ့ဒါကလေးနဲ့ကောင်စားတယ်နှစ်ယောက်စားရပြီးပြီတတိယကလေးကြတော့အိမ်မှာမမွေးဘူးဆိုဝေးပြီးသွားမွေးတာကလေးလေးကလာကြီးမှအိမ်ပြန်လာဇေရောရောက်တော့ပဲပေါက်တာတဲပေအောင်ရေချိုးပဲဆိုနားလေတော့ဘလူးမနဲ့လာပြန်တွေ့တယ်မလားရှင်းသူအချင်းချင်းမကွဲနိုင်မကွာရဲ့ဘောဘူးလေဘာနဲ့ဘာမကွဲနိုင်မကွာရဲ့ပြီးကြတာမောသူအချင်းချင်းမကွဲနိုင်မကွာရဲ့ပြီးကြတာအာကွဲတာဉာဏ်တို့ကွဲတာအဲ့ဒီအဖွဲကြီးပြည်စီခြင်းလို့နော်တို့များပြတာကိုပြောပါလေတရားပြဉာဏ်တို့ကွဲတာလေအားလုံးပြည်စီခြင်းပါပြီပြည်ပြောက်စီခြင်းပါညာညုတ်ွက်တာလည်းပြည်စီမှုကတော့မေတ္တာမှတပါးတခြားမရှိတော့အာဂါတဝိနယပိစုပဋ္ဌာနာမေတ္တာတရားပေါ်မရမယ်ဆိုရင်အာဂါတဝိနယပိစုပဋ္ဌာနာညာညုတ်ဒီဖွဲ့ခန္ဓာကိုဖြည့်ပြောင်းနေတဲ့ဆိုတော့ကျုံများဖြစ်တော့လာလိမ့်မယ်လို့ဒါသဘာဝသောအဘိဓမ္မာထိုက်ပါပဲတော်တည်းဆုံးလာတဲ့ဒီလိုလေးပြောရင်တော့ဟုတ်လားအရာချေရင်မှဆုံးရတယ်ဒီမှာဆုံးတယ်ဒီလိုပြောရင်လည်းရတာပါဇေရဝမှဆုံးရတယ်ဒီမှာဆုံးလဲအဲ့ဒါဘယ်တဘဝနဲ့အပြန်အလှန်သတ်ခဲ့ကြတာလူချင်းတဘဝရှောင်းတဲ့စိတ်တဘဝရှားတဲ့သမင်တဘဝနံပါတ်4ကျတော့လူနဲ့လူတဘောကဘာဖွဲ့တာအဲ့ဒီအဖွဲကြီးမြောက်စီရင်ပြီးဗမာလူရှားတဲ့ကချင်တွေမော်နေအကောင်လုံးဒီအဖွဲကြီးပြီးမှနော်တရားကလေးအစီကမှတရားကတရားကအကောင်းကြီးရမှဘာဖြစ်လဲအိမ်ချမ်းကြီးစေလို့ကြီးကြီးအပူအတူတူကလည်းတွဲနေတယ်အဲ့ဒီအရင်ဆုံးမှာပြီးဆုံးဒီကနေ့က peace ဒီရဆိုတာ harmony ဒုက္ခလည်းဆောင်ရကြဆိုတာက coexistence peace harmony တွေ coexistence အတွက်ရန်တို့ဖွဲ့တာတွေကိုဖြည့်ဖို့ရဘာဝါဒကျင့်သုံးရအကောင်းမြင်ဝါဒကိုကျင့်သုံးရဘယ်တော့မှတော့ပါလေပြင်ပါလဲဆိုတော့ဇေရဝံရောက်မှပြင်ရမှာဖြစ်ပါရဲ့ကိုလူနဲ့ဘယ်လိုဇေရဝံရောက်ကြတာနော်ရသော်ပြကလက်ကြည့်ယောက်ျားကြီးတော့ခြေတော်ကြီးရောက်နေပြီမိမနဲ့ကလေးနဲ့တူတူကျောင်းတော်ဘက်ကဘလူးမမဝင်ရသေးဘူးရသော်ပြကအဲ့ဒီမှာတရားဟောနော်နာယိဝေရေနဝေရာနိသမ္ပတိတာဘုဒ္ဓဆန္ဒအဝေရေနသဝေရာနိသတ္တဝေလာဘုရားရှိတော်ဘောရအဲဒီတော့သစ္စာဘုရားကိုရှိကိုအပေနဲ့ပေတရားသာဘလူကလည်းကြည့်ချင်းချင်းကြည့်ရတယ်ဘယ်တဘဝသူတည်ခဲ့မှုရတယ်
ရှိတော်မှာရတော့ဘလူစိတ်ပြောင်းပြီးဆိုတော့ပြိတ္တာဒီကြိမ်ကောင်းရပါမှာ peace harmony coexistence ဘလူနဲ့လူနဲ့လည်းတွဲသွားတယ်ရသော်လည်းဟောမေကိုပြောတယ်တကယ်ဘလူနဲ့တဲ့ဆက်တာအာတရှိကိုရလည်းဒီမှာလည်းဘလူနဲ့တဲ့မလေးပြထဲတာတဲ့သားကိုလူမစားဘူးဆိုလူကကလေးချီပြီးတော့ပွေ့ပြီးနာပြီးအပိတ်လိုက်တယ်ပြန်ပြီးဒီကဲရတာတရားရတရားရှိပါဆိုတော့မတိကြလို့မဖြစ်ဘူးလေအဲ့ဒါကြောင့်အာရုံလူနဲ့ဘလူလေးဘဝတည်းနဲ့ကြာလာနေတဲ့လူနဲ့ဘလူဇေရောမှာဆုံးလို့ပါဒီမောင်များကတဲ့စိတ်သားပြအိစိတ်ရင်းစလာတဲ့လူလေးဘယ်မှာဆုံးရရကောင်းလဲလို့တို့ရစဉ်းစားကြတယ်ဘယ်မှာဆိုရင်ကောင်းလဲအဲ့ဒီတရားဆုံးလာဖို့ဒီအရေးရပါရပြီအဲ့တော့ဘုရားရသော်ဗျာတတိတော်မှာတတ်တဲ့စိတ်စိတ်ပြီးတော့သွေးစိတ်စိတ်နဲ့တတ်တော်ရဲ့အသက်ကိုသတ်စားတဲ့အလုပ်ကိုဒီကိစ္စတတိတော်မှာရပ်ပါပြီအဲ့ဒီတော့တတိတော်မှာစားစရာမရှိတော့ဘူးဘုရားတတိတော်မှာဇာယတိဝေယီစီမံပြီးပါတော့ဘုရားဒီကြိမ်ရအောင်ပြန်တော့လေဇာယတိဝေယီကတကယ်သေးတာဟုတ်အဲ့ဒါဘုရားတောင်းတော့ပြန်တော့ပြန်တာအဲ့ဒါဆိုရင်တော့ဟိုကလေးအဖေနဲ့အဖေတောင်းပေးရပါလေအဲ့ကလေးအဖေနဲ့အဖေဒီဘလုံးမကိုဒီစရာလေးလေးလုပ်ပေးလိုက်စားစရာလည်းပြီးတော့မှကြွေးကိုအိမ်စစ်စစ်ပြသွားတယ်လည်းပဲသွားတယ်အဲ့ဒါနဲ့ကလေးအဖေရောဖေရဆရာသွားတာဘလုံးမကိုခေါ်သွားကြတယ်သူတို့အိမ်သူတို့ရွာရဲ့ရွာကိုကကောင်းလေးဘုံဘုံတိတ်တိတ်ကောင်းကောင်းနဲ့ကောင်းလေးဘုံဘုံနော်အစာဝတ်သေးလေးဗမာပြည်ပြောရင်နတ်ကောင်းလေးပေါ့ပါငယ်တော့တကယ်နတ်မှာမဟုတ်ဘူးဘလူဆိုဘလူကောင်းလို့ပြောလို့ထုတ်တာလည်းမရှိဘူးအဲဒီသေးသေးစားတယ်ဘလူမဒီမှာနေဒီအကြတဲ့ဒီမိမတရားသားတို့ကနေတိုင်းအဲဒီဘလူကိုတနေ့နေ့ချင်းသမင်းတော့ကျွေးရတယ်အဲ့တော့ဘလုံးပါကစဉ်းစားတယ်ငါ့ကိုဒီလောက်ကလေးကြလည်းပြီးတယ်စားကြလည်းပြီးငါရဲ့တကယ်ကြီးမှရှိတဲ့တကယ်ကြီးငါပါတော့ညာရကောင်းတယ်ဒီကလည်းကိုယ်အိစိတ်စိတ်တော့ပြန်နေရပြီးတော့သာဝတိကိုရပြီဆိုရင်ငါလည်းတော့ပြန်အောင်လေအဲ့ဒီတော့တွေးပေါ်လို့ဒီဝင်ဖို့အရေးကြီးတယ်ဆိုတော့ဘလုံးပါကသူတတ်နိုင်တာပါလေဆိုတော့ဘုံကြလာတယ်ကအကဲခတ်လေတိုက်မလားလေပူမလားလေကဘာလုံးလိုက်လဲဘလောက်လုံးလိုက်လဲဘုံတိုင်းလားဘိုးရွာမလားမရွာဘူးလားဒီတွေကဘာလဲ weather forecast ခေါ်တာအဲ့ဒါဘလို့ကဒီနေရာလုံးကိုဆက်စောတော့ကြည့်ရတယ်ဒီနေ့ဘုံစောစောကြမယ်လက်ထုံးပညာဘိုးခေါ်လိုက်မယ်လက်ထုံးမပြည့်တဲ့ဟောဒီပူလိုက်မယ်လေတိုက်မယ်ဘုံတိုင်းတယ်ဘိုးရတာတည်းသူပေးအာမင်ဘဘတာအဲ့ဒါလုံးနေအဲ့ဘလူးခေါ်တာဘိုးရမယ်ဆိုဘုရားဘူးလို့ကြည်ကြတယ်ဘုရားလည်းလာကိုရေးရေးပါဆိုတော့ပြီးတော့ဘုရားပေးလို့အဲ့ဒါဒီဘလူးကမရှိလို့အဲ့လိုဖြစ်တယ်အပြန်ကဒါလေးအိတ်ွက်တာအဲ့ဒီဘလူးကအသားမဲလို့တဲ့ပတ်တာကာလီလို့ခေါ်လားဒီတော့မလေးကြပါတွေ့လိုက်တယ်ဟိန္ဒူကလားတွေကိုယ်ပဲကာလီဆိုတော့နော်ကာလီနာသမီးအဲ့ဒီဘလူးသားမဲတော့ကာလီမိဘယောက်ျားကသားမဲနဲ့ယောက်ျားဆိုတော့ကာလီဆိုတဲ့စကားဥစ္စာကာရလို့ခေါ်တယ်သားမဲတော့မိဘကိုကာလီဆိုရင်သားမဲယောက်ျားပါခေါ်တယ်အဲ့ဒါဘောကာလီလို့ဆိုတဲ့အဲ့ဒါပြောတယ်နော်ကာလဆိုတာသားမဲကာလလူမျိုးကိုကာလဆိုတာပဲနော်အဲ့ဒါကိုကာကြီးချမ်းနဲ့သွားရေးဖို့ဘလို့ကာကြီးတစ်လုံးနဲ့လာရေးကြတယ်ဒီတဲ့ကာကြီးကလာဒီတဲ့မှာနော်အဲ့
အဲ့ဒါဗမာတွေကဗာစိတ်ကူးပေါ့ပြီးတော့တာကြီးတောင်းတယ်ကုလာလို့သွားရေးတယ်ပေါ့အဲ့ဒါငြိမ်းချမ်းရေးမှာလည်းဒီဆောက်သွားတယ်လို့ဆိုတော့မနာကောပဝဒသနာနဲ့ဒီဆောက်တာပြောတရားတရားဘာလို့ကြည့်အခါကြည့်ရှင်းနဲ့ရှင်းနေပြီးတော့ဒေါသငြိမ်းသွားပြီးတော့ဘာဖြစ်လဲမေတ္တာတရားထွန်းလာတယ်အဲ့ဒါနဲ့ဒီမလေးရှားရတပည့်အားလုံးပဲကောင်းကျင်ဝါဒကိုကျင့်သုံးတာလူချင်းချင်းရှင်းတဲ့ဆရာရွေးချယ်၍ရှာမေတ္တာကောင်းဝဲကိုရှာမေတ္တာအားရှာမေတ္တာကောင်းဝဲကိုရှာမေတ္တာကျင့်တဲ့ဆရာရွေးချယ်၍ရှာမေတ္တာနေတဲ့ဆရာရွေးချယ်၍ရှာမေတ္တာမန္တမဘာဝတ္တနာမရတနာနေတဲ့ဆရာဝါပြောင်းဆရာကျင့်တဲ့ဆရာကောင်းတဲ့အချက်အလက်တွေကိုရွေးချယ်၍ကြည့်နိုင်ကြတဲ့စဉ်းစားနေရမယ်ဆိုရင်တော့မေတ္တာတရားထွန်းလာနိုင်မယ်လို့တတ်ပါကောင်းစွာမသွေးပတ်သက်ပါလေကောင်းသတည်းနာတရောမရဏိကိုမေတ္တာနာတိပိကိတတတစီကကေစီညာလောကနာပရိကပညာလိညာမညတဒုက္ခမေစေယပရတဝသောဇာတုပရတဝသောဇာတုကိုဘောစီပိတုတာဝတိလေကာစီပိတုကိုဝသောအတစီပိတိယတိတာပိတိကိစ္စလောဘဝဖြစ်ဖြစ်နာတိကိုဝေဒထဲတမျိုးအပြင်တမျိုးနဲ့အမျိုးမျိုးလက်ပတ်ခြင်းကောက်ချစ်ခြင်းမလုံးကြပါစေကောင်းသတည်းလက်ပတ်လို့ခြင်းခြင်းကင်းရှင်းရပါစေဆိုလက်ပတ်လို့ခြင်းခြင်းကင်းရှင်းရပါစေလက်ပတ်လို့ခြင်းခြင်းကင်းရှင်းရပါစေလက်ပတ်လို့ပရသောသောဇာတုပရတဝသောဇာတုသောစိတ်ပြည်သူကပဲဖြစ်ဖြစ်ကာစီပြည်သူကမဆိုကတည်းကပြည်သူရဲ့ဒေသအမိဒီဣစ္ဆပြောမှာပြည်ပြည်နာဒီကိုဝိဒအမြဲထွက်ခြင်းစိတ်ဆိုးခြင်းအလည်းမရှိကြပါစေသောတည်းအမြဲထွက်ခြင်းခြင်းကင်းရှင်းကြပါစေအမြဲထွက်ခြင်းခြင်းကင်းရှင်းကြပါစေအမြဲထွက်ခြင်းခြင်းကင်းရှင်းကြပါစေအမြဲထွက်ခြင်းနာတိမေထာအချင်းအထင်လေးပြီးတော့မတိလေးစားမလုပ်ကြပါစေကောင်းသတည်းအထင်လေးခြင်းခြင်းကင်းရှင်းကြပါစေ
ယာရောတနာဗျာရောတနာယနှောက်ရှက်လိုသောစိတ်ဖြင့်အင်းညာပညာသာခြင်းဤဒုက္ခသောစိတ်နှပါဆင်းရဲမှုပြမမှုတွေကိုနှိမ့်စေရအလောနီးနဲ့မှအလုံးမရှိကြပါစေကောင်းသတည်းနှောက်ရှက်လိုခြင်းဖြစ်ပါစေတည်းဒီကောင်းမှု
ဆရာတော်ရှင်မြတ်ကတကယ်တော့ဆက်ထားပြီးပါခင်ဗျာကျိုးမျိုးရှိဓာယိကာမမဟာလူကုလူလမ်းတော်နဝကမအလူအောင်ကြီးစုစုပေါင်းမှာ$2385နဲ့စင်ကာပူဒေါ်လာ$55တရားဝင်ဖြစ်ရောက်ရေးအတွက်$2536ဝင်းကြီးစုစုပေါင်း$23,922ဝင်းကြီးဖြစ်ပါတယ်ထို့ကြောင့်လူလမ်းတော်နဝကမအလူအောင်များကိုဆရာတော်ကြီးဒီဘက်ကတော်ကမှာစက်ကရယူလက်ခံပြီးပါလို့ကျွန်တော်မှလို့တော့ပါတယ်ခင်ဗျာလက်ခံကောက်ခံရရှိတော့လူမျိုးများကိုသာသနာ့ရောင်ကြီးကမှကိုစိုးရိမ်ကိုတရားမှာစက်ကလူလမ်းပြီးပါခင်ဗျာသစ္စာပြုခြင်းနဲ့ဗုဒ္ဓသာသနာစည်းလက်ပြုသုံးနေပြီဆိုရင်ဓမ္မပတိဘောင်းနဲ့လည်းသိမှာဖြစ်ပါတယ်။ထို့ကြောင့်တရားဝင်သစ္စာပြုရန်စုပေါင်းမြင်များစွာသစ္စာပြုခြင်းနဲ့ဗုဒ္ဓသာသနာစည်းလက်ပြုသုံးနေပြီဆိုရင်ခန္ဓာအယူသိပြပါရန်ကျွန်တော်မှ၄တောင်းတော့ပန်ကြားပါမယ်ခင်ဗျာ။မာနတောဒုစရယဒုက္ခဒုက္ခိဝါအဲ့ဒါပြည့်ပြည့်စုံစုံလုပ်ပါအားဖြတ်ထားတယ်ကြားလို့ဒီမောင်